ပွဲမှာပဲเนาะ900ပွဲမှာပဲကျွန်တော်တို့ဒီလိုပေါ့ထိတ်ထောင်3လုံးပေါင်းလိုက်တာကနှစ်ရယ်ခွန်ရယ်နှစ်ခွန်ထိတ်အထောင်3လုံးပေါင်းတာเนาะ6ဒုတိယမှာထိတ်အထောင်3လုံးဆက်ပြီးပေါင်းမှာဟောဒီခွန်ရယ်ဒီ3ရယ်ဒီနှလုံး4နဲ့3နဲ့ပေါင်းလို့ရှိရင်ခွန်เนาะတတိယမြောက်ပွဲမှာဒီနှလုံးပေါင်းထားတဲ့30နဲ့ဟောဒီက8ကလေးနဲ့ပေါင်းလိုက်ရင်8เนาะအခု4ပွဲမြောက်ကြလို့ရှိရင်ဒီနှလုံးပေါင်းထားတဲ့1နဲ့ဟောဒီက9ထိတ်နဲ့ဒီထိတ်ထောင်3လုံးပေါင်းလိုက်ရင်1ရယ်9ရယ်ပေါင်းရင်6เนาะအခုပွဲမှာဒီနှလုံး3ရှိ3ညလို့ဖြစ်သွားအောင်ပေါင်းရလွယ်အောင်ဒီမှာခွန်ထိတ်လို့ယာယီမှတ်ထားလိုက်ပေါ့3ညဟောဒီ6ခွန်8 6 3ညဆိုတာလေးကို6ခွန်8 6 3ညဆိုတာလေးကိုမှတ်ထားဒီထိတ်ထောင်3လုံးပေါင်းခဲ့တဲ့6ကလေးကိုဟောဒီနောက်နှလုံးပေါင်း6နဲ့3ညနောက်ပိတ်နဲ့နော်ခွန်9 3ညဒီလိုမျိုး6တယ်ဟောဒီခွန်ရယ်3ရယ်ပေါင်းလိုက်တဲ့ခွန်ကလေးကိုဟောဒီနောက်ပိတ်နှလုံးပေါင်းခြင်း30နဲ့ခွန်နောက်ပိတ်ကလေးနဲ့ဒီလိုမျိုးခွန်တယ်တတိယမြောက်ပွဲမှာခွန်ရယ်3ရယ်8ပေါင်းထားတဲ့8အဲ့ဒီ8ကလေးကိုဟောဒီနောက်နှလုံးပေါင်း4ကလေးနဲ့ဒီက4နောက်ပိတ်ကလေးနဲ့ပြန်ပြီးရှစ်တယ်နော်ပြီးကြတဲ့ပွဲတော့ကဒီနှလုံး1ဒီ9ရယ်ပေါင်းထားတဲ့6ကလေးအဲ့ဒီ6ကလေးလို့ရထားတဲ့အတွက်နော်ဒီမှာဒီနှလုံး3နောက်ပိတ်မှာဟိုဒီလိုမျိုး6ဟုတ်ပြီနော်နောက်ပိတ်ထက်ထိပ်စီး2ပွင့်ကြီးဆိုတဲ့မူကလေးအခုပွဲမှာရှေ့ခွန်ရရှေ့ရ9ထိပ်ခွန်ထိပ်လို့ဖြစ်လာခဲ့ရင်ပြောတာနော်ရှေ့9ခွန်အဲ့ဒါလိုမျိုးပေါင်းခြင်းက3ညလို့ဖြစ်သွားမယ်ဆိုလို့ရှိရင်ဟောဒီနောက်နှလုံး9နဲ့ဟောဒီမှာ1လို့နောက်ပိတ်မှာသူက3ညလို့လာပြီးကြိုက်နော်ဒီမူဒီစနစ်မှာနော်ဒါကျွန်တော်ကအလွယ်တွက်ပြီးပြတာ1နောက်ပိတ်ရင်ခွန်ထိပ်နောက်ပိတ်ကို6ပေါင်းလိုက်ခွန်လို့လာပြီးဖြစ်မယ်ဒီနောက်ပိတ်ကလေးအဲ့ဒါလေးကို6လို့ပေါင်းလိုက်တကယ်လို့3ညနောက်ပိတ်လို့ဖြစ်ခဲ့လို့ရှိရင်3ညနောက်ပိတ်ကို6ပေါင်းရင်6ထိပ်1နောက်ပိတ်လို့ဖြစ်ခဲ့ရင်1နောက်ပိတ်ကို6ပေါင်းရင်ခွန်ထိပ်နော်2နောက်ပိတ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်2နောက်ပိတ်ကို6ပေါင်းလိုက်8ထိပ်3နောက်ပိတ်ဖြစ်ခဲ့လို့ရှိရင်3နောက်ပိတ်ကလေးကို6ပေါင်းလိုက်9ထိပ်4နောက်ပိတ်ဖြစ်ခဲ့လို့ရှိရင်4နောက်ပိတ်ကလေးကို6ပေါင်းလိုက်4ရ6ရပေါင်းတော့3ညထိပ်လို့အဲ့လိုမျိုးထိပ်စီးနောက်ပိတ်တွဲလုံးပေါ့ဗျာနောက်ပိတ်ထက်ထိပ်စီးက6ပွင့်ပို့ပြီးကြီးတယ်ဆိုတဲ့တွဲလုံးမူစလေးကို9ကတ်စီအနေနဲ့ကျွန်တော်မိတ်ဆွေတွေကိုနော်တင်ပြပြီးပေးလိုက်တယ်ဒါမြင်ရတယ်နော်ဒါကျွန်တော်ရှင်းပြတာတွေနားလည်မှာပါဟုတ်ကဲ့နောက်ရက်ဒီမှာကျွန်တော်ခုလိုပဲ4ကတ်စီဒါတော့ခုက9ကတ်စီပြီးကြတဲ့ပွဲအောင်သွားတဲ့9ကတ်စီမူကလေးတွေနော်